ရှေးလူကြီးတွေဆုံးမခဲ့တဲ့ဘဝနေနည်း9ခု1စိတ်ကောင်းတာ2လူပေါင်းမမာနဲ့3အရေးကောင်းမှနာပါ4ຫນွယ်ပင်မဖြစ်စေနဲ့5ထမင်းပူမစားနဲ့6ရောက်ရဒေတာချီယာချပါ9မြစ်ကြီးကိုလည်းမခမ်းပါစေနဲ့10တစ်ပင်ကြီးလည်းမလဲပါစေနဲ့9ထုံးအိုးကြီးလည်းမကွဲပါစေနဲ့နံပါတ်1စိတ်ကောင်းထားပါဆိုတာဘယ်သူကောင်းကောင်းမကောင်းကောင်းကိုယ်စိတ်ကိုကောင်းအောင်ထားပါလို့ပြောတာပါစိတ်ကောင်းစေနာကောင်းရှိမှမင်းရဲ့ကံတွေကောင်းလာမယ်ဒါကြောင့်ဘယ်သူတွေဘယ်လိုစိတ်ပဲထားမင်းရဲ့စိတ်ကိုကောင်းအောင်ထားနံပါတ်2လူပေါင်းမမားစေနဲ့မင်းဟာလူတွေကလူတယောက်ဖြစ်နေတဲ့အတွက်လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာပဲဒါကြောင့်ပေါင်းသင်းတဲ့အခါမှာအပေါင်းအသင်းမမားဖို့အရန်အရေးကြီးတယ်အပေါင်းအသင်းကောင်းမှဘဝကောင်းတဲ့နေရာကိုရောက်တော့မှာပေါ့အပေါင်းအသင်းမကောင်းလို့ငရေကြခဲ့တဲ့တာရကရီတောင်ရှိခဲ့သေးတာပဲဖျားဟောဇတ်တော်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအဇာတတမင်းသားဟာရှင်ဒေဝဒတ်ကိုဆရာတင်ပေါင်းသင်းမိတာကြောင့်နောက်ဆုံးအဖကိုတပ်ပြီးငရေပြည်ကိုရောက်သွားတဲ့အထိဖြစ်ခဲ့ရတယ်တက်တီတာရကရီရှိခဲ့ဘူးတယ်လေဒါကိုကြည်ချင်းအဖြစ်ပေါင်းသင်းဆက်ဆံတဲ့အခါမှာလူပေါင်းမမားဖို့အင်မတန်ရေးကြီးတယ်ဆိုတာကိုတွေ့ရလိမ့်မယ်ကွနံပါတ်3အရေးကောင်းတာပါအရေးဆိုတာလူတယောက်ရဲ့ဘဝအမောတွေကိုပြေပြောက်စေပါတယ်စိတ်ကိုအေးချမ်းစေတယ်ဒါပေမဲ့ဘယ်ရိတ်တွေပဲလောက်ကောင်းကောင်းတန်တရားမှာအေးချမ်းဖို့အတွက်တော့ဘုရားရိတ်တရားရိတ်တန်ခါရိတ်အောင်မှနေမှသာလျှင်တန်တရားမှာအေးချမ်းပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တော့မှာပေါ့ဒါကြောင့်ဘဝအတွက်အကောင်းဆုံးရိတ်ဖြစ်တဲ့ဘုရားတရားတန်ခါရဲ့အရေးမှာနားကြပါလို့လူကြီးသူမတွေကဆုံးမခဲ့တာပဲနံပါတ်4ຫນွယ်ပင်မဖြစ်စေနဲ့သူများကိုအားကိုးတယ်ဆိုတာခဏပဲကောင်းပါတယ်အမြဲတမ်းမိကိုဘယ်တော့မှမကြိုးစားနဲ့မိကိုလိုအားကြည့်ရင်ຫນွယ်ပင်လိုဖြစ်လာတတ်တယ်ຫນွယ်ပင်ဆိုတာအမိမရှိရင်အပေါ်မတတ်နိုင်ဘူးလေအမိရှိလို့အပေါ်ကိုရောက်ခဲ့ပြန်ရင်လေကိုမိထားတဲ့အမိလဲသွားတာနဲ့ကိုလဲပြုတ်ကျသွားမှာပဲလေဒါကြောင့်ကိုလန်းကိုဖောက်ကိုအားကိုတာအကောင်းဆုံးပဲကွနံပါတ်5ထမင်းပူမစားနဲ့သူများကိုဒုက္ခပေးပြီးမှကိုနေရာရအောင်ယူတာလေထမင်းပူစားတာနဲ့တူတယ်ဒါကြောင့်မတရားတဲ့အလုပ်တွေကိုနည်းနည်းမှမလုပ်ကြနဲ့တကယ်လို့လုပ်ခဲ့မိတယ်ဆိုရင်တနေ့မှရှာပူလောင်ရမှာပဲနံပါတ်6ရောက်တဲ့နေရာခြေရာချပါဖြစ်တည်မှုနောက်မှာပျောက်ကွယ်မှုဆိုတာဖြစ်လာတာပဲဒီတော့မင်းလည်းတနေ့လောကကြီးတွေကနေထွက်ခွာသွားရမယ်ဆိုတာကိုဘယ်တော့မှမမေ့လိုက်နဲ့ဒါကြောင့်မင်းပျောက်ကွယ်မသွားခင်အချိန်လေးမှာကောင်းမှုတစ်ခုခုတော့လုပ်ခဲ့တဲ့နေလေဘယ်နေရာပဲရောက်ကောင်းမှုကုသိုလ်တစ်ခုခုလုပ်